မချက်တဲ့ရင်တော့အိမ်မှာကိုယ်တိုင်လှုပ်စားလို့ရတယ်အနံလေးမွေးပြီးဆက်ဆက်လေးနဲ့အရသာရှိတဲ့ပဇွန်ပင်စိမ့်ချက်လေးကိုလှုပ်စားကြအောင်စီပူလာပြီးဆိုရင်ကြက်သွန်ပြူငရုတ်ကြီးစိမ့်လေးတွေကိုစီတက်ပါမယ်ပြီးရင်ခရူစီပဲငှက်ပြားရည်အကြီးငှက်ပြားရည်အရသာမုတ်ထည့်ပြီးခဏမှွေပါမယ်အနံလေးမွေးလာပြီးဆိုရင်တော့ပဇွန်လေးတွေထည့်ပါမယ်ပြီးရင်တော့ခဏလောက်လှိမ့်ပေးပါမယ်ပဇွန်လေးတွေအနှဲငယ်ကွေးလောက်အောင်လှိမ့်ပြီးရင်တော့ငရုတ်ပွားကြီးနဲ့ထိုင်းပင်စိမ့်လေးပါထည့်ပါမယ်ခဏလောက်မှွေပြီးရင်တော့ပင်စိမ့်နဲ့လေးလည်းမှွေတက်လာပါလိမ့်မယ်အရသာလိုလိုထည့်ပြီးရင်တော့စားလို့ရပါပြီနော်ကဲဒီနေ့ကတော့ပဇွန်ပင်သိန်းချက်လေးရဲ့ဂုံမင်းဟင်းညိုပူပူလေးနဲ့ထမင်းစားမှာပေါ့နော်မိုးလေးလည်းအေးနေရဆိုတော့ဒီလိုဟင်းပွဲလေးလိုက်ဖက်တယ်စားရင်းနဲ့လည်းပြောကြလေးတစ်ခုရှိသေးရဲ့ကြီးရပဲစက်ကမမိုးလေးစားအနေနဲ့ပြောစရာရှိရလေးကတော့ Thai Festival 2026ကို Novotel Hotel မှာလာမဲ့ဇွန်29 28နှစ်ရက်တိုင်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်ဒီပွဲလေးမှာဆိုရင် Thai ရွာအစားအစာတွေကိုမြည်ဆန်းခွင့်ရမယ့်အပြင်မှာ Thai ထောက်ကုန်ပစ္စည်းတွေကိုလည်းအထူးလျှော့ဈေးနဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ Thai ရင်ကျေးမှုဂီတနဲ့အခြား activity ပေါင်းများစွာကိုလည်းတနေရာထဲမှာကြည့်ရှုခန်းစားလို့ရရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီ Thai Festival 2026 in ရန်ကုန်ပွဲလေးမှာကျွန်တော်လည်းရှိနေမှာမို့လို့အားလုံးနဲ့တွေ့ဆုံဖို့တက်လည်းမျှော်နေပါမယ်နော်ကျွန်တော်ဗီဒီယိုကျွန်တော်ဘာပဲဆုံးသက်လိုက်ပါအောင်မှာထမင်းလေးဆက်စားလိုက်အောင်ပဲပေါ့နော်အဲ့တော့အားလုံးတွေ့ဆုံကြမယ်နော်တတာ